Okay အခု Canva နဲ့ CV form ဘယ်လိုလုပ်ရမလဲဆိုတာလေးတစ်ချက် sharing လုပ်ပြမှာပေါ့နော်အဲ့တော့ကို CV form ရေးမှာဆိုလို့ရှိရင်ဒီမှာဘယ်လိုရိုက်လို့ရလဲဆိုရင် resume template လို့ရိုက်လိုက်ပေါ့နော်အဲ့လိုရိုက်လိုက်ပြီဆိုတာနဲ့ဒီမှာ resume style တွေအများကြီးပေါ်လာတယ်ပေါ့နော်အဲ့ပေါ်လာတဲ့ထက်ကဒီမှာကိုကြိုက်တဲ့ဟာကိုအဆင်ပြေသလိုယူသုံးလို့ရတယ်အဲ့တော့တော်တော်များများဒီ resume service တွေလုပ်နေကြတာလဲဒီလိုမျိုးဒီ Canva ကိုအသုံးပြုပြီးတော့လုပ်နေကြတာများတယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ resume ကိုကိုယ့်ဘက်ကိုယ်သာဒီလိုမျိုး Canva ကိုအသုံးပြုပြီးတော့ကောင်းကောင်းရေးတတ်မယ်ဆိုလို့ရှိရင် CV အတွက်ကဘာမှကိုပေါ့နော်ဘယ် service မှလည်းအပ်စရာမလိုဘူးကိုယ်တိုင်ကိုယ်စိတ်ကြိုက်မဖြစ်မချင်းကိုတစ်မျိုးပြီးတစ်မျိုးပြုပြင်ပြောင်းလဲပြီးရေးလို့ရတယ်အဓိကတော့ကိုယ့်ရဲ့ဒီactual experience တွေကိုဒီထက်ကကိုကြိုက်တဲ့ format ထဲမှာထည့်လိုက်ဖို့ပဲပေါ့နော်ကိုဘာကြီးလုပ်ခဲ့ဘူးလဲကိုဘယ်လိုကြောင်းနေတက်ခဲ့ဘူးလဲအတန်းပညာဘာတွေရှိလဲနောက်ပြီးတော့ဘွဲ့တွေဘယ်နှခုရထားလဲ experience ကဘာတွေလုပ်ခဲ့တာလဲဘာတွေရှိတာလဲပေါ့နော်ဒါတွေကဒီထက်ကကြိုက်တဲ့ format ကလေးကိုယူလိုက်ရုံနဲ့ကိုယ့်ရဲ့ဒီ actual အချက်လက်တွေနဲ့တွဲပြီးဖြည့်ပြီးလိုက်ရုံပဲပေါ့နော် okay ဆိုတော့ဒီထဲမှာဥပမာအဖြစ်တစ်ခုလောက်ရွေးကြည့်ရအောင်ပေါ့နော်ရွေးကြည့်မယ်ဆိုလို့ရှိရင်ရိုးရိုးရှင်းရှင်းနဲ့ဘာကိုရွေးရင်ကောင်းမလဲဒါလေးရွေးလိုက်ပြီပဲဆိုပါစို့နော်ရွေးပြီးပြီဆိုရင်ဒီမှာ customize this template ဆိုတဲ့ဟာလေးရှိတယ်ဒီဟာလေးကို click လိုက်ပါ okay ဒါဆိုလို့ရှိရင်ဒီမှာပေါ်လာပြီပေါ့နော်အဲ့တော့တကယ်ပြီးမှဒီပုံလေးကသေးနေတယ်ကြည့်ရတာသိစင်မပြေဘူးဆိုရင်ဒီအဖြူအလုံးလေးလေဒါလေးကိုတစ်ချက်လေးချက်လိုက်ပါချက်လိုက်ပေါ့နော်ကိုလိုချင်တဲ့အနေထား okay ရပြီဆိုရင်ဒီမှာဒါတော့သူကဒါတကယ်သူ CV form နဲ့ရနာမည်ပေါ့နော်ဒီနေရာမှာကိုယ့်ရဲ့နာမည်ဖြည့်ရမယ်ကိုမထားပါတော့ Emily ဆိုလဲ Emily ပေါ့နော်ကိုနာမည်ဖြည့်မယ်ပြီးရင်ဒီမှာကိုရှောက်ချင်တဲ့ယာတို့ကဘာယာတို့လဲဆိုတာကိုဒီမှာဖြည့်မယ်ပြီးရင်ဒါတွေကတော့ထုံးစံအတိုင်းပဲကိုလိပ်စာဖုန်းနံပါတ် Gmail လိပ်စာပေါ့နော်ဒါတွေထည့်မယ်ပြီးရင်ဒီမှာ career overview career objective လို့လည်းခေါ်တယ်ကိုကဒီယာတို့ကိုဘာအတွက်နဲ့ရည်ရွယ်ချက်နဲ့ရှောက်တာလဲကိုယ့်ရဲ့ဒီ career မှာကိုဘာတွေရည်ရွယ်ထားလဲဆိုတဲ့ဟာတွေဒီမှာရေးလို့ရတယ်တချို့လဲကိုယ့်ရဲ့ဒီpersonal experience ရဲ့ဘယ်လိုခေါ်လဲအတူချုပ်ပေါ့နော် summary ကိုဒီနေရာမှာဖော်ပြလေးရှိတယ်အဲ့လိုလည်းရတယ်ဥပမာထားပါတော့ငါကတော့ဘယ်နှခုနှစ်ကလေးအလုပ်စလုပ်ခဲ့တာဘယ်ရာတုန်းကလုပ်ခဲ့တာဘယ်လိုတွေ့ကြုံနေရှိပါစသဖြင့်ပေါ့နော်ဒါမျိုးတွေဖြည့်ပေးလို့ရတယ်ဒီမှာ education ခုနကပြောသလိုပဲကိုဘာတွေတက်ခဲ့လဲဘာကြောင့်နေပြီးခဲ့လဲဒီမှာဖြည့်လို့ရတယ် experience နေလာမယ်ဒီလိုမျိုးလေးပေါ့နော်ဒီပုံစံအတိုင်းလေးပဲဆိုလိုတဲ့သဘောကဒီ frame ကိုပဲယူမှာကျန်တဲ့အချက်တွေဒီကိုယ့်ရဲ့ကိုယ်ပိုင်အချက်တွေကိုဒီမှာထည့်သွင်းလိုက်တာအဲ့တော့ဘာလေးတော့တက်ရမလဲဆိုရင်ကိုက English လို့အနေချင်းစာစီတက်ဖို့လိုတယ်ဒါပေမဲ့တကယ်လို့ကိုက English ကိုအားနေတယ်စာစီရတာသိပြီးတော့မှမကြွအောင်ဆိုလဲဘာမှမဖြစ်ဘူးအခုခေတ်မှာဆို ChatGPT တွေပေါ်လာတဲ့ Gemini တွေရှိတယ်ကိုမြန်မာလိုကောင်းကောင်းမွန်မွန်လဲလဲပတ်ပတ်နဲ့ကိုငါဘာတွေလုပ်တတ်ပါတယ်ဘာတွေရှိပါတယ်ဆိုတဲ့ဟာတွေကိုသိချပြပြတတ်မယ်ဆိုရင်တောင်မှဒီ Gemini တွေ ChatGPT တွေကိုညိုယူပြီးတော့မှဒီမှာစာစီပြီးတော့ဒီမှာ English လိုလာပြန်ဖြည့်ပြီးလို့ရတယ်ပေါ့နော်ဆိုတော့ဘာမှမခက်တော့တဲ့အခြေအနေကိုရောက်လာပြီပေါ့နော်အဲ့တော့အဓိကကို frame ကောင်းကောင်းလေးကိုရှာပါဒီ Canva ထဲမှာ frame ကောင်းကောင်းကိုရှာပြီးလို့ရှိရင်ဒီထဲမှာလာပြီးတော့မှပြင်ပါဒီတစ်မျက်နှာနဲ့မလောက်ခဲ့ဘူးဆိုဒီမှာ add page ကိုနှိပ်လိုက်ပါနောက်တစ်မျက်နှာထပ်ရေးလို့ရတယ် frame ကိုထပ်လို့ချင်ဒီ frame ကိုထပ်ပြီးတော့ပဲ copy ကူးပြီးဒီမှာထပ်ပွားလို့ရတယ်ပေါ့နော်အဲ့တော့ဒါကတော့နမူနာပြပြပေးတာဆိုတော့သုံးကြည့်ပါလို့ပြောချင်ပါတယ်ပေါ့နော်အားလုံးပဲအဆင်ပြေပါစေ thank you ပါ